အားလုံးပဲမင်္ဂလာပါ minus infinity to plus infinity page မှာကြိုဆိုပါရစေဒီနေ့မှာတော့ UK ကိုတရားဝင်ဘယ်လိုမျိုးဝင်ရောက်လာနိုင်မဲ့ visa တွေရှိလဲဆိုတာပြောပြသွားမယ်ပြင်အဲ့ဒီတွေကရှောက်များတယ်ပေါ့နော် visa မျိုးစားတစ်ခုအကြောင်းအကျယ်တဝင့်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ visa အမျိုးအစားဘာတွေရှိလဲဆိုလို့ရှိရင်၄မျိုးရှိပါတယ် basic student scale worker visa နဲ့နောက် dependent visa မျိုးစားတွေရှိပါတယ်အဲ့ဒီမှာမှUK ကိုဝင်ရောက်တဲ့နီးလန်းတွေကအများဆုံးတစ်ခုဖြစ်တဲ့ student visa Tier 4 general student visa အကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ student visa ရှောက်ဖို့ဆိုလို့ရှိရင်ဒီကိုကဘာတွေလိုအပ်တယ်ဆိုတာပေါ့နော်အဲ့မှာအရင်ဆုံးကိုကဒီ visa ရှောက်ဖို့အတွက် eligible ဖြစ်ရလားဆိုတာကိုအရင်ဆုံးကို check လုပ်ကြမှာဖြစ်ပါတယ်အဲ့တော့ eligible ဖြစ်မဖြစ်ဖို့ဆိုတာကဘယ်ချက်တွေပေါ်မူတည်လဲဆိုရင်အရင်ဦးဆုံးကျောင်းကနေပြီးတော့unconditional offer letter ရကြပါမယ်အဲ့ဒါက acceptance မှာအဲ့တော့ UK မှာကအကြောင်းတွေကနေပြီးတော့ acceptance လုပ်တဲ့နည်းလမ်းနှစ်ခုရှိပါတယ်အဲ့ဒါက conditional နဲ့ unconditional ဆိုပြီးတော့ရှိပါတယ် conditional ဆိုတာကိုက UK ကအကြောင်း course တစ်ခုခုကိုapplication submit လုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကကိုယ်သဘောတော့ကြတယ်ဒါပေမဲ့ကိုယ့်အကြောင်းကိုပို့ပြီးတော့သိကျင်တယ်တခုခု document တွေထပ်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်သူတို့ကအကြောင်းကနေပြီးတော့မင်းတို့တော့ conditional offer တော့ပေးတယ်ဒီစာရွက်စာတမ်းတွေထပ်တင်ပေးပါအောင်ဆိုပြီးတော့စာချပေးတယ်ပေါ့နော်အဲ့တော့ကိုကပြေးပြေးဆုံဆုံနဲ့သူတို့လိုချင်တဲ့ document တွေအကုန်လုံး submit လုပ်ပြီးသွားတဲ့အချိန်မှာသူက unconditional offer ပေးပါတယ်အဲ့ဒါဆိုဒီအကြောင်းကနေပြီးတော့တိတိကျကျ fully acceptance ရသွားပါပြီအဲ့ဒါက machine essential document ပါနောက်တစ်ခုကကြတော့ဒီ bank statement ပြဖို့အတွက်fan လိုအပ်တဲ့လုံလောက်တဲ့ပေါ့နော် net fan ကိုပြပေးရပါတယ်အဲ့ဒါကကြတော့နှစ်မျိုးပေါ့နော် fan ကဘယ်ပေါ်မှာမူတည်လဲဆိုလို့ရှိရင်ပထမတစ်ချက်ကကို course အတွက်လိုအပ်တဲ့ဒီ fees ပါ tuition fees ပေါ့နော် tuition fees ရနောက်တစ်ခုကကြတော့ living expense ကကိုကတစ်နှစ်စာအတွက်လုံလောက်တဲ့ living expense နဲ့ပြပေးလိုက်လို့ရပါတယ်အဲ့တော့နောက်တစ်ချက်ကကြတော့ English test ပေါ့နော် English test ကကြတော့ကိုယ့်ဘာသာကို TOEFL တွေ IELTS တွေဖြေထားတာမျိုးလဲရတယ်အဲ့ဒါကကိုယ့် course အတွက်လိုအပ်တဲ့ဒီ target score ကိုမှီရဆိုရင်ရတယ်နောက်တစ်ခုကကြတော့ကိုယ်မှာအဲ့ဒီ course တွေ score တွေမရှိဘူး test တွေဖြေထားတာမရှိဘူးဆိုလို့ရှိရင်ကျောင်းကစစ်တဲ့test တွေကိုဝင်ဖြေလို့လည်းရပါတယ်ကို acceptance ရတာတဲ့ခုန conditional offer ဆိုတာကလည်းတစ်ခါတလေမှာကိုယ်မှာ English test result မရှိလို့ရှိရင်ကျောင်းကနေပြီးတော့ e-test ဖြေပါဆိုပြီးတော့link နဲ့အတူတူပို့ပေးတယ်ပေါ့နော်အဲ့တော့ e-test ဖြေပြီးသွားတဲ့နောက်ပိုင်းမှာ unconditional offer ပေးပါတယ်နောက်တစ်ခုကကြတော့ offer letter ရပြီလို့ရှိရင် cash လျှောက်တာပါတယ်အဲ့တော့ cash letter လဲလိုအပ်တယ်ပေါ့နော် essential document နဲ့ပါနောက်ဆုံးတစ်ခုကကြတော့အသက်16နှစ်အောက်ကလေးတွေဆိုလို့ရှိရင်မိဘသုံးဖို့ guardian ရဲ့ consent letter လိုအပ်ပါတယ်ဒီကျောင်းသားကိုဒီ UK မှာကျောင်းတက်ဖို့တဲ့သဘောတူညီချက်ရှိတယ်ဒီကျောင်းသားနဲ့ပတ်သက်တဲ့ course အကြောင်းတွေနေထိုင်မဲ့အဆောင်တွေဘာတွေကအစာမိဘတေးသေးချာချာသိရှိတယ်ဆိုတာမျိုးကိုconsent letter ရေးပေးရပါတယ်အဲ့ဒါကတော့ student visa အတွက်မရှိမဖြစ် document မှာမြန်မာပြည်က agency တွေကတော့ပို့ပြီးတော့စိတ်ချရအောင်လို့ကျောင်းသားတွေကိုမိဘတွေရဲ့မှတ်ပုံတင် notary အိမ်ထောင်စုပြီးလို့ရှိရင်မွေးစင်းရင်ပေါ့နော်အဲ့ဒါတွေကိုလည်း notary ပြန်ခိုင်းပြီးတော့ visa application နဲ့မှာတခါတည်း submit အတူတူလုပ်လေးရှိပါတယ်အဲ့ဒါလည်းကောင်းပါတယ်ဒီနောက်ထပ်သူတို့ဘာမှထပ်မတောင်းတော့ဘဲနဲ့အဲ့ဒါမရှိဘဲနဲ့ document ပြည့်စုံတာပေါ့နော်အဲ့တော့ဒီ UK visa ကိုဘလောက်အစောဆုံးရှောက်လို့ရလဲဆိုလို့ရှိရင်သင်က UK ရဲ့ outside မှာနေတဲ့သူပေါ့နော်မြန်မာပြည်ဒါမှမဟုတ်တခြား UK မဟုတ်တဲ့နိုင်ငံမှာနေတဲ့သူဆိုလို့ရင်6လအစောပြီးတော့ရှောက်လို့ရပါတယ်အဲ့ဒါကြောင့်မလို့ recommend လုပ်ချင်တာ UK ကိုလာမယ်ကြောင်းတက်မယ်လို့စဉ်းစားလိုက်ပြီဆိုလို့ရှိရင်application တွေအကုန်လုံးအတက်နိုင်ဆုံးအစောဆုံးလုပ်ပါအကြောင်းကိုအတက်နိုင်ဆုံးအစောဆုံးရှောက်ပါပြီးရင် cash letter မြန်မြန်ရှောက်ပေါ့နော်ပြီးလို့ရှိရင် visa ကိုတစ်ခါတည်းတန်းပြီးတော့ရှောက်လိုက်ပါ6လတောင်စောပြီးရှောက်လို့ရတဲ့အတွက်အချိန်အများကြီးရပါတယ် UK ထဲမှာနေတဲ့သူတွေကနောက်ထပ် course အသစ်တွေပါရှောက်တယ် visa အသစ်ပြန်ရှောက်တာမျိုးဆိုလို့ရှိရင်3လစောပြီးတော့လုပ်လို့ရပါတယ်အဲ့တော့ visaကိုအတက်နိုင်ဆုံးစောရှောက်ဖို့ recommend လုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရက်တွေကတ်သွားလို့ရှိရင်ပတ်စံတွေလည်းပို့ပြီးတော့ fees တွေ additional fees တွေထပ်ကုန်မဲ့အပြင်ကိုကိုကအများကြီးစိတ်ပူပန်နေကြောက်ကြရတယ်ပေါ့နော်အဲ့တော့နောက်တဲ့ဗီဒီယိုမှာဆိုလို့ရှိရင်ဒီ visa ရှောက်ဖို့အတွက်လို့ကုန်ကြစရိတ်တွေနဲ့ပြီးတော့ visa အမျိုးအစားတွေဒီ student visa ကိုပဲရက်ပေါ်မူတည်ပြီးတော့ standard တွေ priority တွေအဲ့ဒီအကြောင်းတွေကိုလည်းအသေးစိတ်ဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးလည်းဆက်အားပေးကြပါအောင်ရှင်